မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ရန်ကုန်မြို့ဟန်တာရီဝိုင်းမြန်မာတန်တဲ့ရုပ်မြင်သံကြားဝင်စတူဒီယိုအေမှာကျင်းပပြုလုပ်တဲ့တောင်တန်းမြစ်တာလင်းချင်းသစ္စာ2026ခုနှစ်မြန်မာတရုတ်တွင် City Media Forum မြန်မာတရုတ်ယဉ်ကျေးမှုဖလှယ်ရေးတရက်ပတ်အစီအစဉ်လေယာမြေပြဆက်ရုံ Forum အခမ်းအနားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီကနေ့ခမ်းနားကိုတော့ပြန်ကြားရေးဝန်ကြီးဌာနနဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်တောင်အာရှနဲ့အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတကာပြန်ကြားရေးစင်တာတွေကနေပြီးတော့ပူးပေါင်းကျင်းပတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့အခမ်းအနားရဲ့အစီအစဉ်တွေနဲ့ပုံရိပ်တွေကိုခုလိုပဲမျှဝေပေးလိုက်ရပါတယ်ခင်ဗျာ2026ခုနှစ် Twin City Media Forum ရဲ့လေယာမြေပြဆက်ရုံ Forum ခမ်းနားကိုပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲတင့်နဲ့ယူနန်ပြည်နယ်ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူးယူနန်နေစဉ်သတင်းစာလုပ်ငန်းစုညွှန်ကြားရေးမှူးချုပ်မစ္စတာရန်ရွမ်ကျန်းတို့ပါဝင်ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားစတင်ကြောင်းကြေညာပြီးတဲ့နောက်မှာ MRTV နဲ့ယူနန်ရှောင်းမာပန် Ethnic Music Studio ရဲ့လူပညာရှင်တွေကအစူအကရီနဲ့ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့မြန်မာတန်တဲ့ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်နဲ့ညွှန်ကြားရေးမှူးချုပ်မစ္စတာရန်ရွမ်ကျန်းတို့ကအမှားစကားများအသီးသီးပြောကြားခဲ့ကြပါတယ်။မီဒီယာဖွဲ့စည်းတွေနဲ့စိုက်ပျိုးရေးဆိုင်ရာအစီအစဉ်တွေထုတ်လုပ်တာအတွေ့အကြုံဖလှယ်တာနဲ့ဗနန်းနဲ့ပြန်လည်လေ့လာသင်ယူတာတွေဆက်လက်ပြီးတော့ကိုမြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းတက်သွင်းပြောကြားလိုပါတယ်ခင်ဗျာ။上方的我都找到了合适的种子，一封封信，一个个回响，像田野雨风。吹拂一个个村庄အမှားစကားများပြောကြားခဲ့ပြီးတဲ့နောက်မှာတော့ဒေါတောင်လေးမြေစကားမဆူတော့လေရိတ်သိမ်းမှုတို့ကောင်းနေစေဆိုတဲ့ခေါင်းစဉ်နဲ့စကားဝိုင်းကိုဆွေးနွေးခဲ့ကြပြီးတစ်ဆက်တည်းမှာပဲတိုင်းသားယူရာဝစ်စားစီရင်မှုပြပွဲကိုပါကျင်းပခဲ့ကြပါတယ်ဆက်လက်ပြီးတာဝန်ရှိသူတွေကမင်္ဂလာမျှော်လင့်ခြင်းလေယာမြေရုပ်သံအစီအစဉ်စတင်ထုတ်လွှင့်မှုကိုစက်ကလုံးနဲ့ဖွင့်လှစ်ပေးခဲ့တယ်လို့အစီအစဉ်ပိုင်းတစ်ကိုပါပြသခဲ့ပါတယ်။အစီအစဉ်ပိုင်းတစ်ကိုပြသခဲ့ပြီးတဲ့နောက်မှာတော့တာဝန်ရှိသူတွေနဲ့တက်ရောက်လာသူတွေကမှတ်တမ်းတင်တပ်ပုံရိုက်ကူးခဲ့ကြပြီးဖိုရမ်ခန်းနာကိုအဆုံးသတ်ခဲ့ပါတယ်။အဆိုပါခန်းနာကိုလာရောက်ကြတဲ့ဧည့်သည်တော်လူကြီးမင်းတချို့ကလည်းသူတို့ရဲ့အတွေးမြင်တွေကိုအခုလိုပဲမျှဝေခဲ့ပါတယ်ခင်ဗျာ Culture Week ပေါ့လေနော်ဒီရင်းချင်းမှုတရပတ်နဲ့ဆက်ဆက်ပြီးတော့မှဒါလေးလုပ်တဲ့ခါကျတော့ဘာကောမလဲဆိုရင်လီဘီရီယာတွေကလယ်သမားတွေပေါ့မြန်မာလယ်သမားတွေနဲ့တရုတ်လယ်သမားတွေကြားထဲမှာ bridge နော်ပေါင်းကူတစ်ခုပဲနဲ့ဆောင်ရွက်ပေးဖို့လိုတယ်ညီမတို့ပြုံးလွင်ချံမှာအခုလက်ရှိပန်းတွေစိုက်ပျိုးထားတယ်အဲ့ဒီပန်းပန်းတွေကိုပေါ့နော်ညီမတို့ကအရင်တော့ဆိုတရုတ်ကနေတွင်ရတယ်ပေါ့နော်နောက်ပိုင်းမှာတောင်သူတွေလွယ်လင်းတကူဝယ်လို့ရအောင်ဒီပန်းတွေကိုမြန်မာပြည်မှာပဲမျိုးထုတ်မယ်မြန်မာပြည်နဲ့ကိုက်ညီတဲ့စိုက်ပျိုးနည်းစနစ်တွေကိုဖော်ထွင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ညီမတို့ကစိုက်ပျိုးရေးဝန်ကြီးဌာနပြီးတော့ UNAN Academy of Agriculture Science ရဲ့အကူအညီနဲ့ညီမတို့ဒီပန်းမျိုးထုတ်တာလေးတွေကိုဆက်လုပ်သွားဖို့ရှိပါတယ်ရှင်首先，特别的开心能够来到缅甸，这次就是我们也感受了不一样的民族文化。我感觉，首先就是我们把我们自己中国云南的一些特有的少数民族带给了大家，就是特有的这些少数民族的文化带给了大家，然后也感受到了一些缅甸这边当地的一些民族文化。谢谢。ဒီကနေ့ခန္ဓာကနေတရုတ်မြန်မာနိုင်ငံမှာရှိတဲ့လေယာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်မဲ့အစီအမံတွေကိုလည်းလေ့လာသိရှိခဲ့ရပြီဖြစ်ပါတယ်။တရုတ်မြန်မာနိုင်ငံကြားကယင်းနှိမ့်ချစ်ကြည်မှုတွေပုံမတိုးပွားပြီးတော့အကျိုးရလဒ်ကောင်းတွေလည်းပုံမရရှိလာနိုင်ပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။